စိတ်ထွက်ပေါက်များထွက်ပေါက်ဆိုတာကိုပါဠိဘာသာနဲ့ဘုရားမြတ်စွာကနိတ္တရဏဆိုတဲ့စကားလုံးကိုအသုံးပြုတာနိတ္တရဏဆိုတာထွက်ပေါက်ပဲတစုံတစ်ခုအခိုက်အခဲအကြက်တဲတွေနဲ့ကြုံတွေ့နေတဲ့အခါမှာလူတွေကထွက်ပေါက်ရှာလေးရှိကြတယ်ပေါ့လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပုပ်ပုဆိုးလာပြီးတော့ပေါက်ကွဲသွားတဲ့လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်လူတွေရဲ့စိတ်ဟာလည်းပဲထို့တူပဲထွက်ပေါက်မပေးပဲနဲ့စိတ်ရဲ့ဖြစ်စည်းမှုတွေချုပ်တီးထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်ဒါကြောင့်မို့လို့နှလုံးကွဲတာတို့အရာပြောနေဆိုရင်အသေးကွဲတာတို့ဘာလို့ဖြစ်တာပေါ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကစိတ်ရဲ့ထွက်ပေါက်များဆိုတာအမတန်မှမှတ်သားစရာကောင်းလက်တွေ့လဲကြဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြအတဲတစုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထွက်ပေါက်များကိုအသုံးချပြီးတော့ဖြစ်ပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ဓာတ်ကလေးဟာဘယ်ခါကာလမှပြန်လဲပြီးတော့ညစ်နွမ်းလာတဲ့ဆိုတာမရှိဘူးဘယ်ခါကာလမှပြန်လဲပြီးတော့လှုပ်ရှားလာတာဖိစီးလာတာမရှိတော့ဘူးစိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ်စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါလူဘဝလူလောကအသုံးဆောင်တွေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအမတန်မှတိုးတက်ကောင်းမွန်လာတယ်ပေါ့အမတန်မှတိုးတက်ကောင်းမွန်လာကိုယ်နိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချိန်တူနဲ့ရောက်သွားနိုင်တယ်ကိုယ်နိုင်ငံအတွင်းမှာလဲတနေရာသွားမယ်ဆိုလို့ရှိရင်တက်သားအချိန်တူလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီးပွားရေးဘက်ကလူတွေရဲ့အသုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖြစ်စည်းမှုတွေကများလာတယ်ဒါလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခေတ်ကြီးထဲမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဲ့ဖြစ်စည်းမှုဓာတ်တွေကပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တဲ့တယ်ဘုရားမြတ်စွာကနိလန်းနေပေးထားတယ်လူတွေရဲ့လောဘဟာဘယ်တော့မှပြည့်တယ်လို့မရှိဘူးပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကိုဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူတွေရဲ့စိတ်ဓာတ်ဟာလူမြဲလိုနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာလောကသားတွေဟာဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့
ဘလောက်ပဲဖြည့်ဆည်းပေးမတင့်တယ်ဘူးကောင်းတဲ့ကောင်းအောင်တိုးတက်တဲ့တိုးတက်အောင်ဒီလိုပဲကြိုးစားနေမှာလောက်ပဲကြိုးစားထိုကဲ့သို့ကြိုးစားလာသည်နှင့်အမျှလူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နဲ့မျှလူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖိစီးမှုဆိုတဲ့ဒဏ်ရာဒဏ်ချက်တွေကလည်းပဲတိုးလာတယ်တကဘာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်ကံကောင်းထောက်မှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်တရားကိုနှလုံးသွင်းခွင့်ရကြတယ်လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာထိုစိတ်ဖိစီးမှုဓာတ်တွေကိုအတော်အသင့်လျှော့ချနိုင်ကြလျှော့ချထားတဲ့ဟာလည်းပဲအမတမမှန်ကန်တဲ့နီးနဲ့လျှော့ချဒီကနေ့ခေတ်မှာစီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာဘာတွေလဲတိုးတက်နေသလဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေလည်းတိုးတက်နေတယ်ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖိစီးမှုတွေတိုးတက်လာသည့်အတွက်ကြောင့်ထွက်ပေါက်ရှာတဲ့အနေနဲ့နီလန်းတွေအသုံးချကြတယ်ဘုရားမြတ်စွာဟောကြားတဲ့နီလန်းကိုမတွေးရှိသဖြင့်နီလန်းဖြစ်လို့ဖြစ်ညာသက်တာလို့သက်တာညာဆိုပြီးတော့လောကပညာရှင်တွေက stress ကိုလျှော့ချဖို့ရနီးမျိုးနဲ့ကြိုးပမ်းလာကြတယ် psychotherapy တို့psychiatrist တို့ psychotherapist တို့စိတ်ဖိစီးမှုတွေကိုနီးမျိုးနဲ့ဖြေဖျောက်ဖို့ကြိုးစားလာကြတယ်မြန်မာနိုင်ငံမှာတဲ့အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာ psychotherapist ဆိုအလုပ်နဲ့စိတ်ဖိစီးမှုကိုလျှော့ချဖို့ကြိုးပမ်းတာပိုများလာမြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထိုကမ္မထာရိပ်တာတွေသွားပြီးတော့စိတ်ငြိမ်းချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မှန်ကန်တဲ့အတွေးလေးတွေကစိတ်ဖိစီးမှုကိုရော့ကျသွားစေတယ်ကြည်လေဗမာလူမျိုးတွေဟာစိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချကြသလဲလူတိုင်းလောက်နီးစဉ်းစားကြတယ်သဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူဆန္ဒဆိုတာဘယ်ပြည့်နိုင်ပါမလဲဒီအတွေးလေးတွေကဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာစိတ်ဝင်လာတဲ့ဘုရားရဲ့အဆုံးအမတွေပဲအဲ့ဒီဘုရားရဲ့အဆုံးအမတွေကိုမိဘဆွေမျိုးတွေရဲ့အစဉ်ဆက်ကနေပြီးတော့ဇာဘူးနာဝရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးဘယ်ရာပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲဆိုတဲ့အတွေးလေးတွေနဲ့စိတ်ဖြစ်စီမှုတွေကိုလျှော့ချတဲ့နည်းလေးတွေရနေကြအဲ့ဒီလိုစိတ်ဖြစ်စီမှုတွေကိုလျှော့ချရနေသည့်အတွက်ကြောင့်အထိုက်လျောက်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူမျိုးတွေကတွေ့ရှိနေကြတယ်ဒါအမတန်ကောင်းတဲ့အခွင့်ကောင်းကြီးတစ်ခုလို့လူတိုင်းကအသိမှတ်ပြုခြင်းမှပြုမှာတချို့နိုင်ငံသားတွေကမြန်မာပြည်လာတယ်လာရင်ကနေအကဲခတ်နိုင်ငံခြားမှာနေစဉ်တုန်းက
သို့မဟုတ်ရပ်ဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတစ်မျိုးမြင်ထားမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတစ်မျိုးမြင်ကြဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးပြုံးရွှင်ရွှင်နဲ့ပျော်ပျော်ရွှင်ရွှင်မျက်နှာချီချီလင်းလင်းနဲ့နေကြထိုင်ကြပေါ့ပေါ့ပါပါနေကြထိုင်ကြသွားကြလာကြစားကြတာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူး။ဘာကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နှာတွေဟာရှင်လန်းနေရတယ်လဲ။ဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြည်လင်အေးမြနေရတယ်လဲဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူး။တကယ်ကတော့ဘုရားမြတ်စွာရဲ့တရားဓမ္မအရေးအောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရဲ့ထွက်ပေါက်တွေကိုအထိုက်အလျောက်ရရှိနေကြလို့ပဲလို့ဆိုတာသေသေးချာချာစဉ်းစားကြည့်သိနိုင်ပါတယ်ဒါတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပြုလုပ်ပြီးတော့တောင်းပါပဲစိတ်ရဲ့ဖြစ်စည်းမှုတန်တွေကိုရှော့ချမှုဆိုတာပညာရပ်တစ်ခုအနေနဲ့သင်နေကြအဲ့ဒါကိုဘယ်လိုခေါ်တော့အင်္ဂလိပ်လိုတို့က MBSR လို့ခေါ်တယ်တကယ်တော့မှာ psychology နဲ့ပတ်သက်ပြီးတော့သင်ကြားတဲ့အထက်မှာအခုက modern education မှာဒါပါတကယ်တော့ပညာရပ်တစ်ခုအနေနဲ့ပို့ချတယ်MBSR ဆိုတာ M ဆိုတာ mindfulness B ဆိုတာက based S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတဲ့ဤပညာတစ်ခုအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်တတိတရားကိုအခြေခံပြီးတော့စိတ်ဖြစ်စည်းမှုကိုလျှော့ချခြင်းဆိုတဲ့အဓိပ္ပာယ်ဒါမြန်မာနိုင်ငံမှာတတိပဌာန်ကျင့်စဉ်ပဲဘုရားမြတ်စွာဟောထားတော်မူခဲ့တဲ့တတိပဌာန်ကျင့်စဉ် mindfulness based ပဲတတိတရားကိုအခြေခံပြီးတော့စိတ်ရဖြစ်စည်းမှုတွေကိုလျှော့ချထားတယ်ဒါကြောင့်မို့မြန်မာလူမျိုးတွေဟာစိတ်ဆင်းရဲမှုတန်ကိုကြားရှိမခံကြရဘူးထွက်ပေါက်ကလေးတွေရှိတယ်ပေါ့အေးမှန်ကန်တဲ့ထွက်ပေါက်ကလေးတွေမြတ်စွာဘုရားဟောထားတာရှိတယ်ဆိုင်ရာထွက်ပေါက်ကလေးတွေရှိတယ်အမတန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခုလူတွေအများအပြားစုယုံရောက်ရှိနိုင်တဲ့အဆောက်အဦတစ်ခုစူပါမားကတ်ကြီးတို့လိုလေဆိပ်အဆောက်အဦကြီးတို့လိုဒီလိုကြီးမားတဲ့အဆောက်အဦကြီးတွေမှာ exit ဆိုတာလေးတွေရှိတယ်အေးလင်ညာနဲ့ခရီးသွားတဲ့ပုံကိုယ်တွေလည်းတွေ့ကြပါလိမ့်မယ်မတော်တဆအန္တရာယ်ကျုံလာလို့ရှိရင်ထွက်ပေါက်ဆိုတာ exit ဆိုတာလေးတွေပြတာစိတ်ဓာတ်ရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲစိတ်ဆိုတာအာယုံရဲ့ဖြစ်စည်းမှုတွေပေါ်မှာဆင်ញင်သုံးသပ်မှုဖြေပြောင်းနိုင်မှုထွက်ပေါက်မရဘူးဆိုလို့ရှိရင်စိတ်ဖြစ်စည်းမှုတွေများလာတတ်တယ်အဲ့ဒါလိုများတဲ့အခါမှာမှန်ကန်တဲ့ထွက်ပေါက်ကလေးတွေရအောင်ရှိဖို့လိုအပ်တယ်တဲ့အဲ့ဒါကြောင့်မလို့ဒီကနေ့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုရတယ်စိတ်ဆိုတဲ့နေရာမှာစိတ်ရဲ့ထွက်ပေါက်ဟာဘယ်မှာရှာရမှာတော့စိတ်မှာပဲပြန်ရှာအစာအုပ်ကြီးတစ်ခုရောက်နေတဲ့ပုဂ္ဂိုလ်ထိုအစာအုပ်တွေကထွက်ချင်လို့ရှိရင် exit ဆိုတာကိုရှာရအဲ့ဒီထွက်ပေါက်ကနေထွက်ရအဲ့ဒါလိုပဲစိတ်ဖြစ်စည်းမှုကြောင့်စိတ်ထဲမှာအကျဉ်းချက်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေလို့ရှိရင်
ဘလို့လို့ပြီးဒီအကြက်တဲကထွက်မလဲလို့ဆိုတာစိတ်ထဲမှာပဲပြန်ရှာပေါ့ဒါကြောင့်မလို့စိတ်ရဲ့ထွက်ပေါက်များဆိုတာဘုန်းကြီးတို့တွေလေ့ကျင့်ထားကြရမှာဖြစ်တယ်ပေါ့အဲ့ဒီလေ့ကျင့်ထားဖို့စိတ်ရဲ့ထွက်ပေါက်တွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကနိတ္တာရဏိယဆိုတဲ့တုတ်မှာ6မျိုးဟောထားတာရှိတယ်စိတ်ဖိစီးလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့မြတ်စွာဘုရားကလမ်းညွှန်ပေးထားတယ်အဲ့ဒီလမ်းညွှန်ရဲ့အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မြည်သူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးတဲ့ဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါအေးမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနီးစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနီးစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာရာကြံစီမိရာရာထွက်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်ဆိုပါစို့လောကလူတွေမှာလူငယ်လူရဲ့အတိုင်းရဲ့မိုက်ဝိုင်းနေတယ်ရန်ခါစိတ်ညစ်เสียဆိုတာတွေ့လာရန်ခါစိတ်ညစ်เสียတွေ့လာတယ်ရန်ခါပျော်เสียတွေတွေ့လာတယ်ရန်ခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်ရန်ခါကျတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်အဲ့ဒါလို့စိတ်အကျဉ်းအကျပ် emotion တွေများလာလို့ရှိရင်ထွက်ပေါက်ရှာမရတော့ဘာလို့ကြဒီကနေ့ခေတ်အချို့ပုဂ္ဂိုလ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထွက်ပေါက်ရှာတဲ့အနေနဲ့ငွေရစေဝါတွေအသုံးပြုကြတယ်အယက်သေးစာတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပစ်ဖို့ကြိုးစားမေ့ပစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတစ်ခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖိစီးနေတာကိုဖယ်ရှားပစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာကြအဲ့ဒီထွက်ပေါက်ဟာတကယ်အစစ်အမှန်ထွက်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလဲလာတကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလဲလဲနဲ့ထွက်ပေါက်ရှာရင်နဲ့ဒုက္ခရောက်သွားကြအကျဉ်းချက်တွေပိုများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာတယ်ဒီကနေ့ထွက်ပေါက်ကိုမှန်ကန်ထွက်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာတချို့ကပြောကြတယ်မဟုတ်လားလူတယောက်ကွမ်းစားတတ်တဲ့အလေးချင်းလုံးလို့ကွမ်းဆွဲသွားတယ်ကွမ်းဆွဲသွားတာနဲ့ဘာနဲ့ဖြတ်ရမလဲလို့စဉ်းစားတာထွက်ပေါက်ရှာတာပဲဒါကွမ်းကမဖြတ်နိုင်ဘူးမဖြတ်နိုင်တဲ့အတွက်ကြောင့်ဘာနဲ့အစားထိုးတော့ဆိုဆေးလိမ့်နဲ့အစားထိုးကွမ်းစားတာပြတ်ချင်လို့ဆေးလိမ့်နဲ့အစားထိုးတဲ့အခါကျတော့ကွမ်းလဲဖြတ်လို့မရဘူးနောက်ထပ်ဆေးလိမ့်ဆွဲတာတစ်ခုထပ်ပေါ်လာတယ်ဟောကွမ်းရောဆေးလိမ့်ရောနှစ်ခုစလုံးဆွဲသွားအဲ့ဒါမျိုးလိုပဲစိတ်ရဲ့ထွက်ပေါက်ကိုအယက်သေးစာတို့မူရစေဝါတို့ဒါတွေနဲ့အစားထိုးပြီးတော့ထွက်ပေါက်ရှာမယ်ဆိုလို့ရှိရင်ပြဿနာတွေကပိုပြီးတော့ပဲတက်လာမယ်တဲ့ဒါကြောင့်မို့လို့
အဲ့ဒီဖြေနီးကားတွေဟာမှန်ကန်တဲ့ဖြေနီးကားမဟုတ်ဘူးအဲ့ဒီထွက်ပေါက်ဟာမှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူးတဲ့ရသော်ဘုရားဟောထားတဲ့ထွက်ပေါက်အလွန်သိမ်မွေ့ပြီးတော့အလွန်ထိရောက်တဲ့ထွက်ပေါက်ပဲအေးကောင်းပြီဘုန်းကြီးတို့တွေမှာယံပါယံခါစိတ်ထဲမှာအလိုမကျမှုဆိုတာဖြစ်တယ်ထို့အလိုမကျမှုကကြီးထွားလာလို့ရှင်ပေါက်ကွဲလာတယ်ဒေါသပေါ့ဒေါသဖြစ်လာတယ်ဗျာပါဒလို့ခေါ်တဲ့စိတ်ဟာငြိမ်းချမ်းတဲ့စိတ်ကလေးပျက်စီးလာဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူရဲ့မျက်နှာဟာလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူးမျက်နှာအနေထားပါပြောင်းလာအဲ့ဒါလို့စိတ်ရဲ့အလိုမကျတဲ့ဗျာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိရင်ထိုဒေါသကိုထွက်ပေါက်ရှာတာတချို့ကဘာတော့ကိုမကျေနပ်တဲ့ဟာတခြားနဲ့အစားထိုးသို့မဟုတ်မကျေနပ်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထွက်ပေါက်မဟုတ်ဘူးသို့သောလူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြတယ်ပြဿနာထပ်တက်လာတယ်ပေါ့မြတ်စွာဘုရားကအေးစိတ်ထဲမှာအလိုမကျတဲ့ဗျာပါဒရဲ့ထွက်ပေါက်အစစ်ကဘာလဲဆိုရင်မေတ္တာပါတဲ့မေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ဗျာပါဒရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဒါမှန်ကန်တဲ့နည်းစနစ်ပဲလောကကြီးမှာမြတ်စွာဘုရားကဟောထားတယ်ယံကိုယံလင်းမတုံနှင်းနဲ့ယံကိုယံနဲ့တုံလို့ရှိရင်ဘယ်တော့မှမငြိမ့်ဘူးတဲ့ဥပမာပေးထားတယ်မစင်ညစ်ကြေးတွေပေးနေတဲ့နေရာကိုရေနဲ့သာဆေးလို့ရတယ်ထိုမစင်အညစ်ကြေးနဲ့ဆေးကြောလို့မရဘူးပုတ်ပြီးတော့သာညစ်သေးသွားမယ်ရေစင်ရေသန့်နဲ့ဆေးကြောမှသာလည်းပျောက်နိုင်တယ်ထို့တူပဲဗျာပါဒလောက်ဆိုတဲ့အလိုမကျတဲ့စိတ်ထဲမှာတင်းကျပ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ emotion တစ်ခုဖြစ်ပြောက်ခြင်းတော့မေတ္တာဆိုတဲ့ထွက်ပေါက်ကသွားရမယ်တဲ့ဒါမေတ္တာစိတ်အလိုမကျနေတဲ့စိတ်ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်ဘုရားမြတ်စွာဟောကြားတဲ့စကားလုံးတိုင်းပြောရလို့ရှိရင်နိတ္တရဏံဣတံဗျာပါဒတယတိထံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့မေတ္တာဟာဗျာပါဒလို့ဆိုတဲ့စိတ်အလိုမကျမှုရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဘုန်းကြီးတို့တွေဒေါသဆိုတဲ့စိတ်ထဲမှာအလိုမကျမှုဒုတိယကိုမုန်းတိမှုဆိုတာတွေအဲ့ဒီမုန်းတိမှုအလိုမကျမှုဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေလို့ရှင်စိတ်နှလုံးဟာပူလောင်နေတာအဲ့ဒီပူလောင်မှုတွေကိုမလိုချင်ဘူးထာဝရအေးချမ်းနေတာကိုလိုချင်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့အစားထိုးလိုက်ပါတဲ့မေတ္တာဟာတကယ်ထွက်ပေါက်ပါမေတ္တာနဲ့အစားထိုးလိုက်လို့ရှိရင်ဗျာပါဒကလုံးဝနှလုံးသားထဲကနေယက်တည်နိုင်စွာမရှိတော့ဘူးတဲ့ဒါကြောင့်မို့ဒီနည်းစနစ်ဟာအမတန်မှလွန်ခဲ့တဲ့နှစ်ပေါင်း2500ကမြတ်စွာဘုရားကဟောထားခဲ့တဲ့လက်တွေ့ကျင့်သုံးရမယ့်နည်းစနစ်တစ်ခုဖြစ်ပါတယ်